ဒီကိုကိုကြည့်ရင်သူ့ရဲ့အကောင်းဆုံးအချိန်တွေတုန်းကခန်းစစ်ကစားသမားတွေဘာကြောင့်အိုဇေးကိုကြောက်ဖဲ့ရတယ်လဲဆိုတာသိလိုက်ပါတယ်။အိုဇေးကဘောလုံးကိုဒေးဗစ်လူးဝစ်စီပုတ်ထုတ်ဖေးလိုက်ပြီးတိုက်စစ်ဆင်ဖို့အတွက်ရှေ့ကိုချက်ချင်းပြေးထွက်သွားပါတယ်။သူပြေးထွက်သွားချိန်မှာအနားမှာရှိတဲ့ခန်းစစ်ကစားသမားတွေကိုအကဲခတ်ပြီးနောက်ထပ်ဘာလုပ်မလဲဆိုတာကိုအချိန်ချင်းကြိုတင်တွက်ချက်နေတာပါ။ဘောလုံးကဂိုးစီးအဆက်မှာရှိနေတဲ့အိုဇေးစီပြန်ရောက်လာတဲ့အချိန်မှာတော့နောက်ခံလူနှစ်ယောက်ကသူ့ကိုတားဆီးဖို့ချက်ချင်းထွက်လာကြပါတယ်။ဒါပေမဲ့ဒါဟာအိုဇေးလိုချင်နေတဲ့အကွက်ပါပဲ။သူကဘောလုံးကိုထိမ့်မဲ့အစားလာကာဆက်စီရောက်သွားအောင်ပေါင်ကြားထဲကနေလွတ်ပေးလိုက်ပြီးလွတ်သွားတဲ့နေရာစီကိုပြေးဝင်ရင်အပိုင်ပေးဖို့အချက်ပြလိုက်ပါတယ်။လာကာဆက်ကလည်းချက်ချင်းပဲအိုဇေးရဲ့အပြေးလမ်းကြောင်းတွေကိုပြန်ချပေးလိုက်တဲ့အခါမှာတော့လက်စတာရဲ့ခံစစ်ဟာလုံးဝကိုအငိုက်မိသွားခဲ့ပြီးဘာမှမရှိတဲ့အနေအထားကနေတွင်းကိုတကိုးအဖေပုံဖော်သွားနိုင်ခဲ့တာဖြစ်ပါတယ်